တီးတချင်းလေးအမြဲတမ်းငါလေးမြတ်ပဲတီးဆိုတိတ်တဲရှိသောဘဝလေးတစ်ခုလူတီးဆောင်မဲ့စိတ်ကူးနဲ့ဒီလူတွေမှာငါဟာအိမ်ကလေးတစ်လုံးရေးဖို့တွေ့နေတယ်အမောင်ဆုံးညတွေတဲကအလင်းမဲ့တကောင်ရံညအိမ်မဆိုးများအချစ်နေကြီးရဲ့အလင်းသက်မှာပြန်လွင်ပါအောင်တို့ကြိုးစားယုံကြည်ခြင်းဟာတစ်ချိန်မှမအင်းအားပါတရားများစွာရည်ကြည်ယူနိုင်သောဒီဆုလက်ဟာတန်ဖိုးရှိရာများစွာတွေကဘာနဲ့မှမလဲနိုင်မှာတနေ့ကြရင်မျောလင်းသောအိမ်လေးဟာမတရားရဲ့နားလေခြင်းမှအမှန်တကယ်တည်ဆောက်ပြီးစေသာရှင်တွေကတီးတချင်းလေးအမြဲတမ်းငါလေးမင်းအတွက်တီးဆိုအတိတ်ပဲရှိသောဘဝလေးတစ်ခုအတူတီးဆောက်မဲ့စိတ်ကူးနဲ့လေလူတွေမှာငါဟာအိမ်ကလေးတစ်လုံးရေးဖို့တွေ့နေတယ်အမောင်ဆုံးညတွေတဲကအလင်းမဲ့တကောင်ရံညအိမ်မဆိုးများအချစ်နေကြီးရဲ့အလင်းသက်မှာပြန်လွင်သွားအောင်တို့ကြိုးစားယုံကြည်ခြင်းဟာတစ်ချိန်မှမအင်းအားပါတရားများစွာရည်ကြည်ယူနိုင်သောဒီဆုလက်ဟာတန်ဖိုးရှိရာများစွာတွေကဘာနဲ့မှမလဲနိုင်မှာတနေ့ကြရင်မျောလင်းသောအိမ်ကလေးဟာမန်တရားရဲ့နားလေခြင်းမှအမှန်တကယ်တည်ဆောက်ပြီးစေသာတန်ဖိုးရှိရာများစွာတွေကဘာနဲ့မှမလဲနိုင်မှာတနေ့ကြရင်မျောလင်းသောအိမ်ကလေးဟာမန်တရားရဲ့နားလေခြင်းမှအမှန်တကယ်တည်ဆောက်ပြီးစေသာ